ကဲလာပြီးတော့ဒီကောင်လေးဆိုရင်တို့က Ramit ကြည့်ထည့်ရပါတော့တို့က game သမားတွေအတွက်တော့အရင်လေးကို share မိုက်တော့ဒီကောင်လေးဆိုရင် RAM 6512 GB ထည့်ရပါတော့တို့က second အလုံးထည့်ရပါတော့အရင်လေးကိုမိုက်ပါရဲ့နော် game သမားတွေအတွက်ဆိုရင်အရင်လေးကိုအဆင်ပြေတယ် share မိုက်နော်ဒီကောင်လေးဆိုရင်ရှိတဲ့ design လေးပါညာ Ramit 10 Pro ထည့်ရပါတော့ဒီကောင်လေးကအရင်လေးကိုမိုက်ပါတယ်နော်အဲ့မှာ RAM 6512 GB ထည့်ရနော် second အလုံးတန်းလေးတစ်လုံးတည်းပဲရှိထားတယ်နော်ဘယ်ဒီအား9050နော်အဲ့မှာနော်အဲကြိုက်တယ်ဆိုရင်ဆက်တယ်လာခဲ့ပါဒါတွေရောတို့ Magic ဟွာ tablet တွေရပါနော်အဲ့မှာအရင်လေးကိုမိုက်ပါတယ်နော် share မဲ့ဒါလေးတစ်လုံးတည်းပဲရှိထားတယ်နော်တကယ်အောင်လေးဆိုရင်တို့က second အလုံးတန်းနေရပါနော်ဆောင်းပေါက်ဆိုရင်လည်းအရှိရောအနောက်ရောရှိထားတယ်နော်ဆောင်းပေါက်ကဟိုဟာရှေ့အနောက်အောက်နော်ရှိထားတယ်လို့ကျွန်တော်ဒီမှာဆက်တယ်မေးမြန်းလာလို့ရတယ်ဆေးနိုးကတော့တို့ကCB ထဲမှာမေးမြန်းလာခဲ့ပါနော်စီးနေတော့နည်းနည်းများပါပါနော်ကင်းတို့မှတော့အဲ့တော့ဆိုရင်အရင်လေးအဆင်ပြေပါရဲ့နော်ဒီကောင်လေးဆိုရင်တို့က912 GB ထည့်ရပါနော်ဒီကောင်လေးဆိုရင်ကျက်တယ်ဆိုရင်မြန်ဆက်တွေ့လာခဲ့ပါဒီကောင်လေးဆိုရင်အရင်လေးအဆင်ပြေစေရမယ်နော် game တွေပါလေဆိုရင်အရင်လေးကိုမိုက်ပါရဲ့နော်အဲ့မှာကြည့်လိုက်နော်တို့က912 GB ထည့်ရပါနော်ဒီကောင် RAM 16ထည့်ရပါနော်အားပေးကြပါအောင်ပါဘိုင်ဘိုင်